လူတွေတယောက်နဲ့တယောက်ဝတ်စားဝတ်တဲ့ခါမှာဆိုလို့ရှိရင် style တွေကမတူကြအောင်เนาะတချို့လူတွေကဆိုလို့ရှိရင်ဝတ်စားဝတ်တဲ့ခါမှာပွားပွားဆန်ဆန်ဝတ်စားလေးတွေဝတ်ရတာကြိုက်ပြီးတော့မှတချို့လူတွေကကြတော့ကိုယ်နဲ့ပေါ့နော်အရန် fit ဖြစ်တဲ့အဝတ်စားတွေကိုဝတ်ရတာကိုကြိုက်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ Lana Store ကရောဘယ်လိုအဝတ်စားဝတ်တဲ့ style မျိုးကိုသဘောကျတယ်လဲဒီချိန်ကတော့ဒီချိန်ဖြစ်ဝဲမဲ့ဖြစ်ပါတယ်ဒီနေ့ Lana Store ကိုဒီချိန်ကအဝတ်စားဝတ်ဆင်တဲ့အခါမှာဆိုလို့ရှိရင်ဝတ်စားစင်ပုံနဲ့ပတ်သက်ပြီးမှသုံးပြုလို့ရတဲ့စလုံးလေးစိန်လုံးကိုမျှဝေမှာဖြစ်ပါတယ်ဒီလိုအင်းကြီးပုံစံလေးတွေကိုအားလုံးပဲတွေ့ပူကြမှာနော်အဲ့တော့ဒီချေတို့ကဒီလိုအင်းကြီးပုံစံလေးတွေကကြတော့ main လေးတွေအများစုပွဲတစ်ခုရှိတဲ့အခါမှာဒါမှမဟုတ်လို့ရှင် dinner party wedding ဒါမျိုးတွေမှာဝတ်လေးရှိကြတယ်ပေါ့နော်နောက်ကျောပေါ်တဲ့အင်းကြီးပေါ့အဲ့လိုအင်ဂျီတွေကကြတော့နောက်ကျောပေါ်တဲ့အင်ဂျီတွေဖြစ်ပြီးတော့မှအင်္ဂလိပ်လိုမျိုးဒီလိုအင်ဂျီတွေကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် backless လို့ခေါ်ပါတယ် BACKLESS backless adjective ဖြစ်ပြီးတော့မှနောက်ကျောပေါ်တော့ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့နောက်ကျောပေါ်တဲ့အင်ဂျီတွေကို backless လို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ she wore a backless gown at dinner party she wore where worn ကနေလာတယ်သူမကဝတ်ဆင်ခဲ့တဲ့ a backless gown เนาะကျောပေါ်တဲ့ဂါဝင်တစ်ထည်ကိုသူမဝတ်ဆင်ခဲ့တဲ့ at a dinner party ညစာစားပွဲမှာ she wore a backless gown at a dinner party ညစာစားပွဲမှာသူမနောက်ကျောပေါ်ဂါဝင်တစ်စုံကိုဝတ်ထားခဲ့တယ်ဆိုပြီးမှဒီချေကပုံလေးနဲ့မြင်အောင်လို့ဥပမာပေးထားပါတယ်ဒီချေပါဝင်တချို့လူတွေကကြတော့ဝတ်စားဝတ်တဲ့ခါမှာပွားပွားချန်တာဝတ်စားလေးတွေပဲဝတ်ရတာကြိုက်တယ်ပေါ့ဒီလိုလူတွေကကြတော့ဒီချက်ရက်ပြီးတော့ကိုလုံးနဲ့ကွက်တိဝတ်ရတဲ့အဝတ်စားတွေဝတ်တဲ့ဆိုလို့ရှိရင်စိတ်ကျဉ်ကျက်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်တချို့လူတွေကကြတော့အဲ့လိုပွားပွားချန်တာဝတ်စားလေးတွေဝတ်ရတာကိုသဘောကျလေးရှိရဲ့အဲ့ဒီပွားချောင်တဲ့အဝတ်စားတွေကိုကြတော့ဒီချေတို့က English လို့ baggy လို့ခေါ်တယ် BAGGY baggy ပွားချောင်တော့ကျဲတော့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်။နောက်ဆိုလို့ရှိရင်ဟာဘောင်းမီဝတ်တဲ့ style တွေကကြတော့ဘောင်းမီကိုကြက်ကြက်လေးဝတ်တဲ့အောက်ရှူးလေးတွေဝတ်တဲ့နောက်ပိုင်းကျတော့เนาะဘောင်းမီကိုအောက်မှာကကားလေးဝတ်တဲ့အခုကျတော့ဘောင်းမီဝတ်တဲ့အခါမှာဆိုလို့ရှိရင်ပွားလေးတွေဝတ်လာကြတယ်ပေါ့။အဲ့တော့အခုခေတ်ကောင်မလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အပေါ်က top လို့ခေါ်တဲ့အပေါ်အင်းကြီးကြက်ကြက်လေးနဲ့အောက်ကcargo pants လိုမျိုးပေါ့နော်ဒီ baggy ဘောင်းမီပွားလေးတွေကိုဝတ်လာကြတယ်ဒါဆိုလို့ရှိရင် fashion တွေကဟလာအများနဲ့တသက်မထင်မဟုတ်ပဲနဲ့အရင်ကခက်စားတဲ့ fashion တွေကပြန်ပြီးတော့ဒီနေ့မှပြန်ခက်စားလာတယ်ဆိုတာကိုတွေ့ရမယ်အဲ့တော့ဒီနေ့ခက်စားတဲ့ style ကလည်းနောက်ကျရင်တော့မေးမိန်သွားပြီးမှဟိုးနောက်တစ်ခက်ကျရင်ပြန်ပြီးတော့ခက်စားလာရင်လည်းခက်စားလာမယ်ပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့တော့ baggy trousers are back in fashion ဘောင်းမီပွားလေးကပြန်ပြီးတော့မှ fashion ကျလာပါတယ်ဆိုပြီးမှဥမာလေးပေးထားပါတယ်အဲ့တော့တကယ်လို့ကအဝတ်စားဝတ်တဲ့အခါမှာဆိုလို့ရှိရင်အိမ်နေဖြစ်တဲ့ old clothes တွေကိုဝတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီကျဲလို့တက်တောင့်တက်တာနဲ့ပပပခံစားရတယ်ပေါ့နော်အဲ့လိုမျိုးပပခံစားရတယ်ပပဖြစ်တဲ့အဝတ်အစားတွေကြတော့ casual လို့ခေါ်တယ် spelling က CASUAL casual ပဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့တချို့တက္ကသိုလ်တွေမှာကြတော့ကျောင်းသားကျောင်းသူတွေကို uniform ဝတ်ခိုင်းတာမျိုးရှိရဲ့ဥပမာမြန်မာနိုင်ငံမှာဆိုရင်ဒီပညာတက္ကသိုလ်တွေမှာ uniform ဖြစ်တဲ့အဖြူနဲ့နှက်ပြဝေးရတာမျိုးပေါ့တက္ကသိုလ်တော်တော်များများကကျတော့ကျောင်းသူကျောင်းသားတွေကလွတ်လပ်ဝတ်စားလို့ရတယ်ပေါ့နော်အဲ့တော့ students are able to wear casual clothes နော်ကျောင်းသားတွေအနေနဲ့ပေါ်ပါတဲ့အဝတ်အစားတွေကိုဝတ်ဆင်နိုင်ကြပါတယ်ဆိုပြီးမှဥမာလေးနဲ့ပေးထားပါတယ်တချို့လူတွေကကြတော့ဝတ်စားဝတ်တဲ့အခါမှာဆိုလို့ရှိရင်ချက်ရဲလေးဝတ်စားကြတယ်ပေါ့နော်ဥမာဆိုရင်ဒီအင်ဒရာဂျွန်ဆင်ဆိုလို့ရှိရင်သူ့ဝတ်စားဝတ်လိုက်တဲ့အခါမှာသူ့ရဲ့ကိုယ်လုံးလေးနဲ့ချက်ရဲလေးရှိရဲ့ဝတ်စားတွေပဲဝတ်လေးရှိရဲ့ပေါ့နော်သူ့ကိုယ်လုံးကလည်းတွေ့ရတဲ့အခါကျတော့ဒီချက်ရဲတဲ့ style နဲ့သူနဲ့တော်တော်လိုက်တယ်ပေါ့နော်အဲ့တော့ချက်ရဲတဲ့ဆိုတာကိုဒီချေတို့က clinging လို့ပြောတယ်cling ဆိုတာတွေ့ကပ်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့ CLING cling ကတွေ့ကပ်သည်ကနေလာတယ် CLINGING clinging adjective ဖြစ်တဲ့ချက်ရက်နေတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့she looks stunning in a clinging black dress she looks stunning ဆိုတာကရင်သက်ရှုမောပွေကောင်းသော adjective ပဲဖြစ်တဲ့ she looks stunning in a clinging black dress clinging black dress ဆိုတာကကြတော့ချက်ရက်နေတဲ့အနက်ရောင်ဝတ်စုံလေးနဲ့သူမကရင်သက်ရှုမောခွဲကောင်းနေပါတယ်ဆိုပြီးမှဒီကျဲဥမာလေးပေးထားပါတယ်
အဲ့တော့ teacher တို့ကအပေါ်မှာပြောခဲ့တဲ့ casual clothes လို့ခေါ်တဲ့ပေါ့ပေါ့ပပဖြစ်တဲ့အဝတ်စားတွေဝတ်တဲ့အခါမှာ teacher တို့တက်တောင့်တက်တာမခံစားရအောင်လားအဲ့လိုမျိုးတက်တောင့်တက်တာခံစားရတာကို teacher တို့က English တို့က comfortable လို့ခေါ်ပါတယ် spelling ကCOMFORTABLE comfortable တက်တောင့်တက်တာဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ပဲရပါတယ်အဲ့တော့ဒီမှာတော့ဖနက်ကလေးနဲ့ဥမာပေးထားပါတယ် These new shoes are not very comfortable ဒီဖနက်တစ်တွေကเนาะအရန်ကိုတက်တောင့်တက်တာမရှိဘူးဆိုပြီးတော့မှဒီချေဥမာလေးပေးထားပါတယ်နောက်တစ်ခုကကြတော့ဒီချေတို့ကဒီဂျမောင်းမီတွေဝတ်တဲ့အခါမှာဆိုလို့ရှိရင်ဂျမောင်းမီတွေကတန်ဖိုးလဲကြီးတယ်ပြစ်ဖို့ကလည်းဟလာเนาะနှမျောစရာကောင်းတယ်ပေါ့အဲကြတော့ဂျမောင်းမီတွေကိုဒီချေတို့ style ပြောင်းပြီးဝတ်ချင်တယ်ဆိုလို့ရှိရင်ဂျမောင်းမီရဲ့အောက်ခြေကိုဖြတ်လိုက်ပြီးတော့ဥမာအရန်ရှိတဲ့ဂျမောင်းမီဆိုရင်ခြေတလုံးလင်လောက်ဖြတ်လိုက်တာမျိုးဒူဖုံးလေးဖြတ်ပြီးတော့မှဝတ်တာမျိုးပေါ့နော်ဒါမျိုးဝတ်လို့ရတယ်ပေါ့အဲ့ဒါမျိုးဖြတ်ထားတယ်ဆိုရင်ဒီကျေတို့က cut off လို့ပြောတယ် CUT cut hyphen OFF off cut off သူကလည်း adjective ဖြစ်ပြီးတော့အဓိပ္ပာယ်လေးကတော့ဖြတ်ထားသောဆိုတဲ့အဓိပ္ပာယ်ရပါတယ် He is wearing an orange t-shirt and cut off jeans เนาะအဲ့တော့သူကလိမ္မော်ရောင် t-shirt တစ်ထည်နဲ့အောက်ခြေဖြတ်ထားတဲ့ဂျမောင်းမီကိုဝတ်ထားပါတယ်ဆိုပြီးမှဒီချေဥမာလေးကိုပေးထားပါတယ်အဲ့တော့ခုနကဒီချေပြောခဲ့တဲ့ဟလာစလုံးလေးထဲမှာ standing ဆိုတဲ့စကားလုံးလေးဆွဲမှတ်ဖွယ်ကောင်းသောဆိုတဲ့စကားလုံးလေးပါတယ်နော်အခုကကြတော့ကြော်ရှင်းသောဆိုတဲ့ elegant ဆိုတဲ့စကားလုံးလေးကိုသုံးမှဖြစ်ပါတယ်တချို့လူတွေကဝတ်စားဝတ်ထားရဲ့အရန်ကို elegant ဖြစ်တဲ့ကြော်ရှင်းနေတာပဲပေါ့နော်အဲ့ဒါမျိုးပေါ့အဲ့တော့သူကလည်း adjective ဖြစ်တဲ့ spelling က ELEGANT elegant ဖြစ်တဲ့ She is so elegant in a white wedding dress in a white wedding dress ဆိုတာကဖြူရောင်မင်္ဂလာဝတ်စုံလေးနဲ့ She is so elegant သူမကအရန်ကိုကြော်ရှင်းနေရပေါ့နော်She is so elegant in a white wedding dress ဖြူရောင်မင်္ဂလာဝတ်စုံလေးနဲ့သူမကအရန်ကိုကြော်ရှင်းနေပါတယ်ဆိုပြီးမှဥမာလေးပေးထားပါတယ်ဟုတ်ပြီနောက်တစ်ခါကျတော့ attractive လို့ပဲဆွဲဆောင်မှုရှိတော့ဆိုတဲ့စကားလုံးလေးကို teacher တို့က fetching လို့လည်းသုံးလို့ရတယ် FETCHING fetching adjective ဖြစ်ပြီးတော့ဆွဲဆောင်မှုရှိတော့ဆိုတဲ့အဓိပ္ပာယ်ရတယ်She looked very fetching in a little red hat. နေအောင်အုတ်ထုတ်သေးသေးလေးနဲ့သူမကိုကြည့်ရတာအရန်ကိုဆွဲဆောင်မှုရှိနေပါတယ်ဆိုပြီးမှဒီကျဲဥမာလေးကိုပေးထားပါတယ်။နောက်တစ်ခါကျတော့ fitted ပေါ့နော် FITTED fitted က ankai ဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့သူကလည်း adjective ဖြစ်တယ်။အဲ့တော့ဒီကျဲတို့ကချင်းရတော်နဲ့ ankai ဖြစ်တော့နေတာတိတ်တော့မတူဘူးเนาะ။ချင်းရတော်ဆိုတာကဒီအင်္ဂလိပ်လေးတွေကိုဝလိုက်တာနဲ့ခဏကိုပေါ်မှာချက်ချက်ရက်ကလေးဖြစ်နေတယ်ပေါ့နော်အန်ကိုက်ဖြစ်တယ်ဆိုတာကြတော့အဝတ်အစားတစ်ခုကိုဝတ်လိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့ကိုယ်လုံးနဲ့ဟာလာတိုင်းချုပ်ထားတယ်လို့မျိုးလုံးဝကိုကွက်တိလေးဖြစ်နေတာဒီအန်ကိုက်ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကလည်း adjective ပဲဖြစ်ပါတယ် He is wearing a fitted shirt နော်သူကအန်ကိုက်ဖြစ်တဲ့ရှိန်လေးတစ်ထည်ကိုဝတ်ထားပါတယ်ဆိုပြီးမှဥမာလေးပေးထားပါတယ်နောက်ဆုံးတစ်လုံးကတော့ flirt ပဲဖြစ်ပါတယ် spelling က FLARET flirt အဓိပ္ပာယ်ကအောင်နာကားသောဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီချေတို့တချို့ဘောင်းမီတွေမှာဆိုလို့ရှိရင်အောင်နာကားတဲ့ဘောင်းမီလေးရှိတယ်ပေါ့နော်အဲ့ဒါမျိုးပြောချင်တာ a pair of flirt trousers and a vintage top can transform you a pair of flirt trousers အောင်နာကားတဲ့ဘောင်းမီရှည်တစ်ထည်နဲ့ and a vintage top เนาะ inji hound တစ်ထည် vintage ဆိုတာအဟောင်းထည်ပေါ့အဲ့တော့ inji hound တစ်ထည်က can transform you မင်းကိုအသွင်ပြောင်းစေပါတယ်ဆိုပြီးမှဥမာလေးကိုပေးထားပါတယ်အဲ့တော့ဒီချိန်ဒီနေ့ရှင်းပြလိုက်တဲ့စလုံးလေးစိန်လုံးကိုအားလုံးပဲရသွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့ရှင်းပြလိုက်တဲ့စလုံးလေးစိန်လုံးကတော့ backless adjective နောက်ကျောပေါ်သော baggy adjective ပွာရောင်းသောကျေသော casual adjective ပေါ့ပေါ့ပပဖြစ်သော clingy adjective ချက်ချက်ရရကပ်နေသော comfortable adjective တတောင့်တတရှိသော cut off adjective ဖြတ်ထားသော elegant adjective ကြော်ရှင်းသော fetching adjective ဆွဲဆောင်မှုရှိသော fitted adjective အန်ကိုက်ဖြစ်သော flirt adjective အောက်နာကားသောဆိုတဲ့စလုံးလေးတွေပဲဖြစ်ပါတယ်အဲ့တော့ဒီချေတို့ British pronunciation နဲ့ American pronunciation ကိုနားထောင်ကြည့်ကြရအောင်နော်
backless, backless, baggy, baggy, casual, casual, clinging, clinging, comfortable, 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 cut off, cut off, elegant, elegant, fetching, fetching, fitted, fitted, flared, flared, အဲ့တော့ learners တို့အနေနဲ့ course time မဟုတ်တဲ့ဝတ်စားဆင်ရင်ပုံရောသူများတွေဝတ်ထားတဲ့ဝတ်စားဆင်ရင်ပုံကိုရောဒီ adjective လေးတွေကိုအသုံးပြုပြီးတော့မှပြောတတ်သွားမယ်လို့ teacher ယုံကြည်ပါတယ်အဲ့တော့ teacher ရဲ့နောက်ထပ် video လေးတွေကိုစောင့်ပြီးတော့အားပေးကြပါအောင်နော်အားလုံးပဲထူးချွန်ထက်မြက်တဲ့သူတွေဖြစ်ကြပါစေ See you in the next video. Bye bye.